ညနေတော့ကိုစိုက်လေးနဲ့ပြမယ်ဗျာညနေတော့ကိုစိုက်လေးနဲ့ပြမယ်စိုက်တွေရတယ်ဘယ်လိုဖြစ်လို့ကတ်လွဲနေမှမသိပါဘူးဗျာလုံးမိုင်နေရတယ်တောက်လျှောက်မှန်ပြီးတော့လုံးမိုင်ကြိုင်းလို့ချင်းအဲ့ဒီလုံးမိုင်နဲ့လိုက်ပြီးတော့ကတ်တာမဟုတ်ဘူးမယ်ဗရိတ်တွေနဲ့လိုက်ဖန်လွဲဗရိတ်တွေနဲ့လိုက်ဖန်လွဲအဲ့လိုဖြစ်နေတယ်ကျွန်တော်လူတွေတစ်ချိန်မှမပေါက်သေးဘူးဒီ90မှာလဲတုံညအပိတ်ဖန်ထားတယ်90မပါဘူးဖြစ်ပုံကဒီခုနှစ်ကတော့ဒါလုံးလုံးလွဲတယ်ပေါ့နော်ဒီခုနှစ်မှာကျွန်တော်၄ထိပ်၅ထိပ်ဖမ်းထားတယ်အဲ့ဒီပို့မှာတော့လုံးဝလွဲသွားတယ်ဒါပေမဲ့ကျွန်တော်ဂရုတွေကလူထပ်ပြီးတော့ပြီးလိုက်တာလေဒါပေမဲ့မပါပါဘူးပြောပြရပါတော့၄နှစ်ရယ်၄၄ရယ်၄၅ရယ်ပေါ့ဒီအပြင်မှာဒီခုနှစ်မှာထပ်ပြီးလိုက်ပြီးဒါ line ပေါ်တော့မတင်ဖြစ်လိုက်ဘူးနှစ်နောက်ပိတ်တွေးလို့၄နှစ်တောင်ပါသေးတယ်ဒီခွန်ထိတ်ကတော့ဒါလုံးလုံးမတွေ့တာပါသူပေးတဲ့ပုံကသူပေးတဲ့ပုံကသူကဒီနှလုံးတစ်တပင်ကျော်မှာသူကဒီနှလုံးတစ်တပင်ကျော်မှာဒီနှလုံးတစ်ဆိုပြီးတော့ခွန်ထိတ်နဲ့ဝင်တယ်အဲ့နှစ်နောက်ပိတ်နဲ့ပေးလိုက်တဲ့ site ကဒီ၃လုံးခွန်ဒီ၃လုံး6ဒီ၃လုံး5ဖြစ်အောင်နှစ်နောက်ပိတ်ဆိုပြီးတော့ကျွန်တော်လူကြီးအဲ့ညနေက၄ထိတ်ကလည်းကြိုက်တော့၄နှစ်တောင်ပါသေးတယ်ဒီငါးလေးမှာလည်း၄ထိပ်၅ထိပ်ကင်ထားတယ်အဲ့ငါးလေးကိုမပါဘူးဒါပေမဲ့သူ့ကိုမကြိုက်တာပေါ့နော်ခွန်ထိပ်တွေကိုးထိပ်တွေသွားကြိုက်တော့ခွန်တွေကိုးတွေမိန်တင်ထားတာဒီ၃လုံး၅ဒီ၃လုံး၅ဒီ၃လုံး၅ဆိုရင်လည်း၄ထိပ်ဒီနှလုံးတစ်ဒီနှလုံးတစ်ဒီနှလုံးတစ်ဆိုရင်လည်း၄ထိပ်၅ထိပ်ကလည်းမြင်တာပေါ့အဲ့မှာ၅ခွန်တွေ၅ကိုးတွေ၄ခွန်၄ကိုးတွေအဲ့တုန်းကပါလာတော့မသိဘူးဒီမှာ၄ထိပ်နဲ့လည်းပါတယ်၅ထိပ်နဲ့လည်းပါတယ်အဲ့၅လေးကိုတော့မကန့်မိဒီ၃လုံး8ဒီ၃လုံး8ရှင်းတပင်ရိုက်ဒီ၃လုံး2ဒီ၃လုံး2နှစ်တပင်ရိုက်ဒီ၃လုံး4ဒီ၃လုံး4၅ထိပ်နေတယ်အဲ့တော့ရန်ကွက်ထဲမှာတော့ပါတယ်ဒါပေမဲ့၅လေးတွဲမပါဘူးပြီးတော့မဟိုတကတ်မှာလည်း၅ခွန်ဆိုပြီးတော့ခွန်၅ဆိုပြီးတော့ပါသေးတယ်ဒီမှာခွန်တပင်ကျော်မှာ4 4တပင်ကျော်မှာခွန်ဒီနှလုံးပေါင်းခြင်းခွန်တပင်ကျော်မှာဒီနှလုံးပေါင်းခြင်းခွန်တပင်ကျော်မှာဒီနှလုံးပေါင်းခြင်းခွန်ဆိုပြီးတော့၅နောက်ပိတ်ခွန်၅ဆိုပြီးတော့ပါသေးတယ်အဲ့ဒီမှာ၄ထိပ်လည်းဖမ်းထားတယ်ဒီမှာ၅ပိတ်လည်းယူထားတယ်ဥပမာဟို၄၅ပေါ့နော်၄၅ဆိုရင်လည်းပါတဲ့တာပေါ့မပါဘူးအဲ့လိုတွေဖြစ်တယ်ဒီမှာ၅ထိပ်မှာယူထားတဲ့ဆက်က၅ထိပ်ဝင်လာတယ်ဘရိတ်ပေးရင်ဒါ5 3အဲ့5 6နှစ်ကွက်ပဲပါတယ်သူက5တစ်ကိုရိုက်သွားတယ်ဒီ၃လုံးက2ဒီ၃လုံးက6ဒီ၃လုံး6ဒီ၃လုံး6 2 6 3လုံးရိုက်ထားတယ်အဲ့ဒါကြောင့်ဒီ၃လုံးက2ဒီ၃လုံးက6ဒီ၃လုံးက6ဒီ၃လုံး6ဆိုပြီး5ထိပ်လို့ဖမ်းဒီ၃လုံးက1ဒီ၃လုံးက1ဒီ၃လုံး1လို့ပေးမယ်ဆိုရင်10ပရိတ်ဒီမှာ3ရှိတဲ့အတွက်ဒါမှဖမ်းရင်လည်းပေးသွားအောင်မယ်ပေးသွားမှကြောက်တယ်5 3ချလိုက်ပေါ့ခွန်1 5 3မိန်တင်ထားတယ်ဒီ1နောက်ပိတ်ကဘယ်လိုတွေ့လဲဆိုလို့ချင်းခွန်1ထည့်ထားတဲ့ပုံကဒီ၃လုံးက8ဒီ၃လုံးက8ဒီ၃လုံးက3 8 8 3အဲ့တော့ဒီ၃လုံးက8ဒီ၃လုံးက8ဒီ၃လုံးက3ဖြစ်ရင်ဒီနှလုံး2ရှိတဲ့အတွက်sorry ဟုတ်တယ်ဒီနှလုံး2ရှိတဲ့အတွက်1နောက်ပိတ်3ဖြစ်အောင်အားကြောင့်ခွန်1 5 3ထည့်ထားတာဒီမှာ5ထိပ်ဝင်ပြီးတော့သူက1နောက်ပိတ်ကလည်းအဲ့အချိုးနဲ့သွားကြ5တစ်ရိုက်သွားတယ်ဒီမှာလည်း5ပရိတ်ကမပေး6 9ပြီးနေတာကို60လောက်သွားတယ်ဒီနှလုံး1ဒီနှလုံး1ဒီနှလုံး1 6ထိပ်ဒီမှာပါလဲ6ထိပ်လား6ထိပ်လား4ထိပ်လားမနာကဖမ်းတာမှတ်တော့မမှတ်မိတော့ပရိတ်ကမပေးအဲ့တော့လုံးမိုင်နဲ့ကတ်ထားတာဆိုလို့6 9ရယ်ပါလဲ6ခွန်ရယ်ဒီနှစ်ကွက်ပဲပါတယ်အဲ့လိုတွေဖြစ်အဲ့တော့ညနေတွက်ကိုလည်းသူကဒီပင်တိုင်းပဲမနေ့က9ထိပ်ပေးထားတဲ့ site တိုင်းပဲဖမ်းလိုက်တော့သူကဒီမှာဒီ၃လုံးက2ဒီ၃လုံးက6ဒီ၃လုံးက6ဒီ၃လုံးက6
ဒီ3လုံးက2အဲ့လိုသူကတူနေတဲ့အတွက်2 6 6 6 2ဆိုပြီးတော့ပေးထားတယ်အဲ့တော့ဒီ3လုံးက2ဒီ3လုံးက6ဒီ3လုံးက6ဒီ3လုံးက6ဒီ3လုံးက2ဆိုလို့ရှိရင်ဒီမှာဒီနှလုံးပေါင်း9ရှိတဲ့အတွက်ခွန်ထိပ်အဲ့တော့ခွန်ထိပ်ဆိုတော့မနေ့က1နောက်ပိတ်ပြီးသွားတဲ့ site ကဆက်ပေးဦးမလားပေါ့နော်4ပင် site ဆက်ပေးလို့ရှိရင်အဲ့တော့ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး3ဒီ3လုံး3 8833လို့ရိုက်ထားတယ်အဲ့တော့8833လို့ရိုက်ထားတဲ့အတွက်ကိုကလိုက်ဖန်ရမယ့်ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်နှစ်ပင်ကရိုက်ထားတယ်အဲ့တော့ဒီမှာကသူကဒီ3လုံးက8ဒီ3လုံးက8ဒီ3လုံးက3ဒီ3လုံးက3ဆိုရင်6နောက်ပိတ်အဲ့တော့ break ပေးနိုင်တာတစ်ချက်ကသူကbreak တွေကတော့လိုက်မဖမ်းတော့ပါဘူး break တွေကတော့လိုက်မဖမ်းတော့ဘူးအဲ့တော့နောက်တစ်ချက်သူပေးနိုင်စရာအကြောင်းရှိတာကသူကဒီ3လုံးပေါင်းချင်း4ဒီ3လုံးပေါင်းချင်း4ဒီ3လုံးပေါင်းချင်း4ဆိုရင်8ထိပ်ပေါ့နော်အဲ့တော့ခက်မြန်လေးပဲပေါ့နော်ဒီလက်တော့ site မှာတော့ဒီ6ကွက်ပေါ့နော်နောက်ထပ်ကျွန်တော် site ဆွဲထားတဲ့ကတ်နဲ့လည်းဗီဒီယိုတင်ပေးပါအောင်မယ်အားလုံးပဲကံကောင်းကြပါစေ